စားကောင်းလေးစားရင်နဲ့ချစ်ရတဲ့လူတတိရတယ်အခုကျွန်တော်တို့ကိုဆန်လင်းနောက်မှကိုဆန်လင်းဒီမှာလာဟာဟာလေ ဟိုဒီမှာဒီမှာကျေးဝတ်တွေနဲ့ အဲ့ကျေးဦးလက်တလာကိုပြောမှာအခုဝင်းကျေးဦးကနေပြီးတော့ကျွန်တော်တို့ဖိတ်ပြီးတော့ဗောနော်ကျွန်တော်တို့မြန်မာပြည်သားကိုလူတန်းလဲထည့်ရင်လည်းခေါ်ကြည့်တော့စားလို့တော့ကောင်းတယ် ဟုတ်တယ် အရသာတော့ကောင်းတယ်အဲ့အခုကျွန်တော်တို့အဖေကိုသွားပြီးတော့ကျေးဦးသွားကြည့်မယ်ပြဿနာပါလဲဆိုတော့ဆရာကြီးကဟိုနေ့ကပုံဆက်ထားတာရှိဆရာကြီးကပါလေငါးငပိချက်စားခြင်းနဲ့အဲ့တော့ငါးငပိချက်လည်းချက်လာတယ်ကျေးဦးလည်းဝင်းကသက်ဆောင်ပေးလိုက်တယ်ဆိုတော့အဲ့ငါးငပိချက်နဲ့ကျေးဦးလည်းဘယ်လိုရောသားမလဲဆိုတာတော့ကြည့်ရမယ်နော်โอเคလိုက်ခဲ့ပါဟေးဘောဟာဗျာဗျာဟာဆက်ပြတော့ငါဗျာရေတော့ဟာကြအဝိရှောဟာအဝိရှောနဲ့ဆက်ပြတော့ဖေးအဖေကလည်းလူးနေတာလား အေးပေါ့ကွာ တားရော လူအမလဲကွာ ဒီယောဂီကိုယ်ဆောင်နေဆိုတော့ ယောဂီဝိဆောင်ဟာဟေးကောင်ကြီးအဖေကဝါစုလာပြီးနေဆိုလို့ရှိရင်ဝါရင်း3လအမျိုးပဲဝတ်တယ်လေ ဩဟာလား ဒီဆက်ပြ ဟိုဆက်ပြောက်ခဏထားလိုက်အောင်ဆက်ပြောက်ခဏအခုဒီ line ကိစ္စကိုအရင် မင်းတို့အေးမင်းတို့ ခိုင်းကိစ္စအခုသားတို့ညီကိုကအခုသားတို့မြန်မာပြည်စကားခွဲအခုဒီဝင်းကျွန်တော်တို့မဟာမြိုင်လမ်းလေဥဝိဇာရလမ်းပေါ့နော်မြောက်တော့ကုန်း34ရက်ကွက်အဖက်က31ပေါ့နော်အဲ့မှာရှိတဲ့ဝင်းကျေအိုဝင်းကျေအိုဆိုင်မှာသားတို့ညီကိုတွေကျေအိုဆိုင်နဲ့အလကားလောက်တာ အဲ့လကတော့မဟုတ်ပါဘူးကျွန်တော်ကျေအိုဆိုင်နဲ့ကြမ်းတဲ့ဟာလေးတွေကျွန်တော်စားလို့ကြမ်းတဲ့ဟာလေးတွေ ဝင်းလာတာပေါ့ကွာဝင်းဟာဦးဗျာဗျာနေမင်းကြတဲ့ဟာလေးရမလား ဝင်းကြီးကအဲ့ဒါဖေးကိုကြွေးလိုက်ဒါဖေးစားခြင်းတယ်ဆိုတော့ဟိုကငါးငပိချက် ဩအေး ငါးငပိချက်မပူကချက်ထားတာပေါ့နော်အဲ့တော့ဒီလိုလုပ်ရမယ်ဝင်းကြီးဟိုနဲ့ငါးငပိချက်နဲ့ကိုကျော်ပြီးတော့စားပြမယ်တဲ့အဲ့ဒါဘလို့ရိုက်ပေးပါတဲ့ဒါငါးငပိချက်ထားတယ် အကုန်ဆက်ကုန်မှာ အဲ့ဒီမှာပါလဲဝင်လာကလဲဘေးဟိုဒါလေးဒါဘေး ဒါပါပါလို့ပါ ဝင်းဟာလား ဝင်း ဖေးရတာပါဒါရောင်းနေ ကျေးဇူးတင်ပါတယ် ဖေးရရောင်းနေ ဟိုလေကွာ ဟမ် ဘေးရဲ့ဟိုမွေးစားတာပေါ့ကွာ အဲ သူကချီပြီးသားမှာသူကဒီဓာတ်ကြီးလုတ်တယ်လေ ဩအဲ အဲ့ဒါကြီးလုတ်တော့ဒါအိုတောင်လေးပေါ့ပကံဆေးတဲ့ဆက်ပြာ ဟော တော့ဒီအောက်ကဟာလေးက ဒါပကစီရဆက်ပြီ ဒီအောက်ကဟာလေးကအဝတ်ချော်တဲ့ဆက်ပြာ ဟုတ်ပြီ တော့သူကအဖေးတဲ့အလကားနေမဲ့တူအဲ့ဒါလေးတွေရောင်းပါလားတဲ့အဖေးဆေးဖို့ရတာဗောတဲ့ဆိုပြီးတော့လာပို့ထားတာကွာ ဩဘေးရဈေးရမရောက်မှုပဲနဲ့ ရောင်းမှုပါလေ ရောက်ဘူးလား ဟိုတော့6ဒီပါနေငါရောင်းတာမင်းရလေ ဟုတ်လား ဒါဟိုနေလက်ဗုဒ္ဓငါပြားကြီး ဩဟုတ်ပြီ သူကငါပြားကြီးတော့ငပိရုပ်ရှိသေးတယ် ငါပိရရုံရှိသေးတယ် လက်ဗုဒ္ဓငပိရုပ် ဘာတော့ဖေးဘလို့ရောင်းပါလဲ ဒါဟိုနေကိုတပူး1900တဲ့ အဲ့ဒါဈေးကိုမပြောသေးဘူးဘလို့ရောင်းပါလဲဆိုတာဖေးကဒါအကိတ်ထားပါတော့ဖေးကိုဟိုမှားပြီဆိုဖေးဘလို့ပို့ မာပြီးတော့ဒီအနေနဲ့ပါပါတော့ဟိုတပူးနှစ်ပူကတော့ဘယ်လိုပို့နိုင်မလဲကွာဟိုပြင်ရလဲ တဲ့လေအဲ့ဒါပြောတာလေဘယ်လောက်ဆိုအနည်းဆုံးဆို ရရင်တော့ပို့မှာပေါ့ကွာဟို များရဲဆိုတာဘယ်လောက်များဘူးတရလား အနည်းဆုံးဘူး90လောက် ဟိုဒီဟိုနေပေါ့ တစ်ဖာလောက် တဖာတော့ဘာညာ ဟောရနဲ့4 6တော့တပုတ်ဘယ်လောက်ဒါတပုတ်ဘယ်လောက် ဒါ1900တဲ့ 1900ဖေးဒီတစ်ဖာမှာ6ဘူးပဲရှိတယ်လေအဲ့ဒါဆိုပြီး1000လောက်မပြည့်ဘူးဖေး delivery ကလည်း5000လောက်ဖြစ်ပါလေအဲ့ဟိုကလုတ်ပေါ့နည်းနည်းများများအဝေးရဆိုနည်းနည်းများများမာရင်တော့ပို့ပေးမယ် အေးပေါ့အေးပေါ့ ဒီတောင်တကုံပတ်ဝန်းကျင်မြောက်တကုံပတ်ဝန်းကျင်ဆိုတော့တောင်တကုံမြောက်တကုံတော့နီးတယ်လေအရှိတကုံတော့ပါဆိုရင်တော့သူကအိမ်မှာမထုစပိန်နဲ့ပို့ခိုင်းနေတာ ဟောခုလိပ်စာကအခုဒါတောင်းတကုံ တောင်တကုံ 18A 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 စင်မနဲ့နှစ်လမ်း ဟောစင်ပဲပဲနဲ့လိုက်ဒါဘေးရလိပ်စာ အဲ့ဒီမှာ90 ဒါမကန်စီတို့တော်တော်ကောင်းတယ်ကွာသူရေများများလောင်းစင်ပြောင်းတယ် ဟော အဲ့ဒါပဲနဲ့ပို့လဲပြောင်းတာပဲ ဟိုကအဝိရှော ဒါအဝတ်ချော်ဒါဒီ ဒါဘယ်လောက်လဲ ဒူးလောက်လေ ဒီကောင်3000 ဒါ1600 1900 1900ဘယ်လိုဘယ်တရားလာစစ်နေ ဒီဘူး3000 ဟိုဒီလိုလိုက်1900ဆို1900ဆိုကုလကလည်းဖြစ်တယ်ဒါကို2000ရောင်းလိုက်ဒါကို2000ရောင်းလိုက်ဒါဘယ်လောက်3000အဲ့ဒါပြီးတော့2000 3000ပေါ့ ဟောမလုပ်ပါနဲ့ကွာဟိုလုံးနဲ့ဒီများနေပါဦး ငပြရဘယ်လောက် မ လဲ ပဲဘယ်လောက် ငါပြရတော့3000သူက မသိတော့ငပြရဒီဇယ်ဒီလိုပါလေ ဟိုလက်ဗုဒ္ဓလာလေတော့ငပိလက်ဗုဒ္ဓပို့တယ်ငါပြရပို့တယ် မပဲတဘူးလောက် ငါပြရ3000 မပဲ3000 တော်ကောင်းတော်ကော ဘယ် င်း ကော်မရှင်ဘယ်လောက်ပြ လဲဘောတော့ရပါစေဘူးပေါ့ကွာစေဘူးက ဩအဲ့ကဲအဲ့တော့ဟိုဗာလဲ ပကံစီ ပကံစီးတဲ့ဆက်ပြဒါပကံစီးတဲ့ဆက်ပြတဲ့
ဒီဘူးလေးကအဝတ်လျှော်တဲ့ဆက်ပြာတဲ့မဖောက်နိုင်ရပြီထားလိုက်တော့ဟိုဟာအဝတ်လျှော်တဲ့ဆက်ပြာဒီအဝါကြီးကပါလေ ဒါအတူတူပဲပကံသေးတာ အမေတော့ကာလာမျိုးစုံနေ ဟိုအယောင်လေးကွာ အေးလိုပါလို့ဖြစ်သွားတော့ဒါပကံစည်းတဲ့ဆက်ပြာဒါအဝတ်လျှော်တဲ့ဆက်ပြာပကံစည်းတဲ့ဆက်ပြာ2000ဝတ်လျှော်တဲ့ဆက်ပြာ3000နော်အဲ့တော့မှာလို့ရတယ် ဟုတ်ကဲ့1900 ဖုန်းနံပါတ်လည်းရေးပေးထားမယ်ပြီးတော့ဟိုမှာငါပြရေးငါပဲတဘူးလို့ 3000 ငါပဲ3000 ငပိရငပိရတော့သူကလက်ပေါ်တာငပိတော်ကောင်းတယ်ဟိုတလောင်းဝဲလေး ဘူးလေးတွေပါလေနဲ့လို့မဟုတ်ဘူးလား ဘူးနဲ့တော့မရ သူ ဘူး ကလည်းလိုင်းအောင်မှာရောင်းတာဘူးလေးတွေပါလေ မဟုတ်တော့အဲ့ဒါတော့မလုပ်ဘူးလေဘူးကကို အဲ့ကြွကြွကြီးနဲ့ပတ်နဲ့တော့မှာ ပိတ်လာခြင်းပေါ့အေးပေါ့ပိတ်လာခြင်းခြေရောက်လာလေသူက အာတပိတ်သားကို 1000ခွဲ 1000ခွဲအမစိုးဘူးပဲ ငါ6တွေပါရောင်းသေးတာငါ6တွေပါ ငါထောက်ကမရတော့ဒီရာဒီပါမ မိုးနေဆိုတော့ငါတွေကအခုမချောက်ဘူးစိုးနေတယ်ငါစိုးတွေတော့ရ ဘူးတော့မိုးတွေကရွာပြီးတော့ရေတွေတားတက်ပြီးတော့ငပူတွေတော့ပေါ်တယ်ကွာလိုက်ဖားလာမှာ ငါချောက်လဲငါချောက်တယ်ငါပိလေတကယ်ကောင်းပါတယ်လက်ပုတ်တာငပိ လက်ပေါ်တာငပိ ဟိုငါတလေးလုံးငပိလေးတွေ ဟာငါကြီးငါ ကဲတော့ပြည့်တယ်များနော်အခုကျွန်တော်တို့အဖေဥပေါ်လေးရနေပြီးတော့ဒါကျွန်တော်တို့ဒါရောင်းချနေတဲ့ဒါအင်ဂျင်ဝိုင်း ငါပြရေး ငါပြရေးဒီငါပြရေးကျွန်တော်တပူကို3တင်းပေါင်3တင်းပေါင် 3000လို့ပြောလိုက်ပါ မင်းတို့ပါ 3000လို့ပြောလိုက်ပါ တော့တော့မြန် ဟိုရောင်းရမှာဆိုလို့ လုံးတိပေါင်နေပါ ရောင်းရမှာဆို3000ကျွန်တော်ဝစ်ရှော့ဆက်ပြသူလည်း3တင်းပေါင် 3000ပဲဒါ2000ပကံဆေးတာ ဒါစီတာ2000 တော့အကြာကြီးဆေးလို့ရတယ်ဒါ တော့ကောင်းတယ်တော့ကောင်းပါလား အလုံးကအခုဒီအိမ်မှာဆိုရင်ဒါအခုဒီအိမ်မှာ ပကံသေးသေးလေးကိုကျွန်တော်ဒီ3ဘူးလောက်ဆေးရတယ် မကုန်းမဖြစ် ဒီစက်ပြအခုဒါတကယ်ပြောတာပါတကယ်ကောင်းတာဘာလို့လဲဆိုတော့လေအခုအိမ်မှာဆိုတာ3လရှိပြီဒီတိုင်းထောင်လာပြီးရေနဲ့ပဲဆေးတာလုံးဝမကုန်ဘူးသူက ထောင်းတော့ပါတော့ပုံလားကွာ မဟုတ်ဘူးဒီစက်ပြကိုမြင်လိုက်တယ်ပကံလန့်ပြီးတော့ လက်ကွဲသွား အလိုလိုပြော ကောင်းပါလား မတို့ကဒီဆက်ပြတော်ကောင်းပါလေတော့ကောင်းတယ်ဒီကနေ့ဒီလုတ်တဲ့စိတ်ဟိုပါလေဟိုเนี่ยခလေးက ဖေးရမြတ်တာနဲ့ အဖေရှိဘူးလေးရတယ်ရောင်းထိုင်နေအိမ်ထိုင်နေနေပေါ့ကွာဖေးရှိဘူးရောင်းပြီးပါရောင်းပါဆိုပြီးတော့သူကလာချပြီးတာ ကဲတော့အားလုံးပဲဒါအဖေရောင်းနေတဲ့စက်ပြတွေဖြစ်ပါတယ်ငပြားတွေဖြစ်ပါတယ်အဲ့တော့လိုအပ်တယ်ဆိုရင်ကျွန်တော်တို့အောက်မှာရေးပေးထားတဲ့ဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးတော့မှာလို့ရပါတယ်နည်းနည်းများများလေးတော့မှာပေးပါဘာဖြစ်လို့လဲဆိုတော့ဟိုပို့ရတဲ့တခြားအရန်ဝေးတဲ့ခါကျတော့ပို့ရတာအဆင်မပြေမှာဆိုလို့လေ တိတ်ဝေးတဲ့နေရာကြောင်ပို့နိုင်ဘူးလေ ဟောဟိုပါပေါ့ဒီနီနီနာနာပေါ့ကျွန်တော်တို့ဒီမြကြီးနားတို့ရှမ်းမြောက်တို့မှာနော်အကယ်၍ဖိတ်ထားတော့သူတို့ကပြန်ရောက်နေတယ်ဆိုရင်ဘယ်လိုလုပ်ပြီးလဲ ဒါတော့ဟိုဖောက်တဲ့ဟိုပို့တဲ့ခလေးနဲ့ဖောက်တဲ့လေးညှိပေးရမှာပေါ့ကွာတို့များများတို့ဆိုတင်ရောင်းနေတယ်ဆိုရင်လာဆက်လွယ်ပါ စံပြပြည့်စုံနဲ့ လာဆက်လွယ်ပေးပါ စံပြ စံပြပြည့်စုံနော် စံပြ နာမည်ကတော့စံပြပြည့်စုံနော်အဲ့တော့အကယ်ဒါလေးတွေများရောင်းကျင်တယ်ဆိုရင်လည်းအဖေကိုဆက်သွယ်ပြီးတော့အဖေညှိနှိုင်းပြီးတော့ဆောင်းရွက်ပေးပါလိမ့်မယ် လာအိမ်ထဲရောက်လာထပ်ပေးမယ် အိမ်ထဲရောက်လာပြီးတော့ပို့ပေးပါမယ်သူဆက်ရုံကဟိုဘေးတွဲနဲ့ ဆက်ရောဘေးတော့ကားနဲ့ပေါ့ကွာ ဆက်ရုံကကားနဲ့ ဖေးကိုယ်တိုင် စပြောတယ်ပြောင်းမြန်ကြီးပဲ ဖေးကိုယ်တိုင်ထမ်းပြီးလာပို့ ကဲအဲ့လိုပဲနောက်ဆက်ပါတယ်ကျွန်တော်တို့ဒီဆက်ပြလေးတွေငပြိုင်လေးတွေငပီလေးတွေအားပေးပါဦးအကယ်၍ဒီပေါ်မှာပေါ့နော်ဟိုသုံးပြီးတဲ့လူတွေကလည်းဟိုကောင်းစီစိုးစီ comment လေးတွေလည်းဝင်ပေးလို့ရပါတယ်လို့ ဟောတကယ်လည်းကောင်းပါတယ်တကယ်လည်းကောင်းပါတယ်နော်ဘာဖြစ်ဖေးဥပေါ်လေးကိုအားပေးတာလဲတစ်ပိုင်းပေါ့နော်ဒီကျွန်တော်တို့ဆက်ပြငါပြရေးလေးတွေကိုနော်ကျွန်တော်တို့ဒါ quality တွေတကယ်ကောင်းပါတယ်နော် quality ကောင်းတဲ့ဟာလေးတွေမို့လို့နော်ဒါလေးတွေလည်းကျွန်တော်တို့ဟိုတကယ်ကိုအိမ်တွင်းမှာတကယ်လိုအပ်တဲ့ပစ္စည်းလေးတွေပါနော်ဒါလေးတွေကိုဝယ်ယူအားပေးရတဲ့ဘေးဥပေါ်လေး အ လည်း မှန်တော့လက်လာတာပေါ့ကွာဆက်ပြတုံးနေနဲ့ဆက်ပြမှုနေနဲ့ပကံစီးရတဲ့ဆိုင်ဒါလေးကအဲ့ဒါဟိုဖော်ရင်းနဲ့ထွက်လိုက်ဒီလိုပွက်လာတဲ့အကုန်ကြောင်းဆက်ပြအစီကိုကွာ သူနာမည်ကပုတ်ပြောင်း စမ်းပြည့်စုံ စံပြပြည့်စုံနဲ့လည်းနော်အားလုံးပဲ ဖိတ်ခေါ်ပေးပါဦး